မင်္ဂလာပါခင်ဗျာမန်နီတော်ဟော့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့နိုဝင်ဘာလ16ရက်နေ့အတွက် Reuters သတင်းဌာနကတိုက်ရိုက်ရရှိတဲ့ယင်းနှိဖော်ယူပြီးရိုးသားတဲ့နေ့စဉ်ငွေကြေးအခြေအနေတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နောက်လာမယ့်3မိနစ်အတွင်းမှာအာရှဒေတာကတင်ပတ်စံအိတ်ကိုတိုက်ရိုက်တက်ရောက်မှုရှိမဲ့အဓိကသတင်းကြီး၄ခုကိုဆွေးနွေးသုံးသပ်တော့ပါမယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့အိန္ဒိယနိုင်ငံတစ်ခုစီကအရေးကြီးတဲ့အချက်ပြမှုတစ်ခုနဲ့စတင်ရအောင်ပါဂျပန်နိုင်ငံရဲ့စီးပွားရေးဟာတနည်းရောအတွင်းပထမဆုံးအကြိမ်အထည်ကျုံသွားတယ်လို့သူတို့ရဲ့ GDP အချက်လက်အသစ်တွေကဖော်ပြပါတယ်။အဓိကအကြောင်းရင်းကတော့ပုဂ္ဂလိကရဲ့အတုံးစရိတ်တွေအားနည်းသွားတာပါ။အိမ်တောင်တူတွေကရိုးရိုးလေးပြောရရင်သုံးဆွဲမှုလျော့သွားတာပါ။ဒါကဘာလို့အရေးကြီးတာလဲ။ဂျပန်ဟာထိုင်းနဲ့တခြားအာရှတောင်အာနိုင်ငံတွေမှာကြီးမားတဲ့ယင်းနှီးမြှုပ်နှံမှုတစ်ခုပါ။ဂျပန်စီးပွားရေးအားနည်းတာကကျွန်တော်တို့ဘက်ကိုယင်းနှီးမြှုပ်နှံမှုတွေလျော့နည်းလာမယ်လို့ကျွန်တော်တို့ထုတ်လုပ်တဲ့အစိတ်ကွိုင်းတွေအတွက်ဝယ်လိုအားလည်းနည်းလာမယ်လို့ဆိုလိုပါတယ်။ဒီလိုကြုံသွားလာကဂျပန်အစိုးရကိုဒေသတွင်းတည်ငြိမ်ဖို့အတွက်ကြီးမားတဲ့စီးပွားရေးအားပေးမှုအစီအစဉ်တစ်ရပ်ကိုစတင်ဖို့ဖိအားပေးနေပါတယ်။ကျွန်တော်တို့ရဲ့ဒုတိယသတင်းကတော့ကမ္ဘာဘေးကမ်းရရှာဖွေတဲ့ဈေးကွက်ကြောင်းပါ။ရွှေဈေးနှုန်းတွေဟာစံချိန်အမြင့်ဆုံးအဆင့်ကိုရောက်ရှိသွားပါပြီ။ဒီလိုဈေးတက်ထွားတာကအမေရိကန်ပြည်ထောင်စုမှာဘယ်ဟိုဘန်ကအတိုးနှုန်းကိုမကြခင် short ချမလားဆိုတဲ့အပေါ်ဝေဝါတဲ့အချက်ပြမှုတွေကိုပေးပို့နေလို့ပါပဲကမ္ဘာဗန်ဒါရေးဈေးကွက်တွေစိုးရင်လာတဲ့အခါသူတို့ကစိတ်ချရတဲ့တန်ဖိုးဒေါ်လာရာအဖြစ်ရွှေစီးကိုဖြည့်ကြပါတယ်အာရှမှာရှိတဲ့ကျွန်တော်တို့အတွက်ဒီကိစ္စမှာတက်ရောက်မှု2မျိုးရှိပါတယ်ပထမတစ်ခုကတော့ရွှေစုဆောင်းထားတဲ့မိသားစုရဲ့ပိုင်ဆိုင်မှုကိုတိုးစေတာပါဒုတိယတစ်ခုကတော့ရွှေဈေးတက်ရတဲ့အကြောင်းရင်းဖြစ်တဲ့အမေရိကန်ရဲ့အတိုးနှုန်းမြင့်တက်တာဟာအမေရိကန်ဒေါ်လာကိုပိုပြီးအားကောင်းစေတာပါအဲ့ဒါကကျွန်တော်တို့ရဲ့ပြည်တွင်းငွေကြေးတွေကိုအားနည်းစေတာပါဒါကြောင့်ရင်းနှီးကနေစက်မှုပစ္စည်းတီဒေါ်လာနဲ့ဈေးပြသတ်မှတ်ထားတဲ့ကျွန်တော်တို့တွင်းယူတဲ့ပစ္စည်းအားလုံးကနည်းနည်းလေးပိုဈေးကြီးလာတာကိုဆိုလိုပါတယ်နောက်တစ်ခုကလည်းကျွန်တော်တို့ရဲ့အိန္ဒိယနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံရဲ့အခြေအနေကိုကြည့်ကြရအောင်ပါထိုင်းနိုင်ငံရဲ့စီးပွားရေးတိုးတက်မှုက4နှစ်အတွင်းမှာအနည်းဆုံးဖြစ်နေပါတယ်အချက်လက်အသစ်တွေကထိုင်း GDP တစ်ခုလုံး 1.2% ပဲတိုးခဲ့တာကိုအတည်ပြုပါတယ်။ဒါကခရီးသွားလုပ်ငန်းကမက်ထုတ်လုပ်ရေးတွေအားနည်းသွားတာနဲ့အိမ်တောင်တို့ကျွေးမြေအများကြီးရှိနေတာကြောင့်ဆွဲချထားခဲ့ရတာပါ။ဒါကြောင့်အစိုးရကစီးပွားရေးကိုအားပေးမဲ့အစီအစဉ်အသစ်အထူးသဖြင့်စားသုံးဖို့တွေကိုတိုက်ရိုက်ထောက်ပံ့မဲ့အစီအစဉ်တွေအတွက်မှာအရင်လောဆောင်ရွက်နေပါတယ်။ဒီလိုငွေကြီးထူးထွဲမှုကပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကိုကူညီနိုင်ပေမဲ့အဓိကပြဿနာကတော့ရှိနေသေးပါ။ဒီကွင်းနဲ့တိုးတက်မှုကြောင့်အလို့အကိုက်ဈေးကွက်ကပိုပြီးခက်ခဲလာပါလိမ့်မယ်။အထူးသဖြင့်ဘွဲရမီအဖြစ်ထိမဲ့ဒုဖွဲ့ဝသွားဖို့အတွက်နက်နဲနဲ့ပြုပြင်ပြောင်းလဲမှုတွေလိုအပ်နေကြောင်းပြသနေပါတယ်။နောက်ဆုံးအနေနဲ့အနာဂတ်အတွက်အသက်ရောက်ကြီးမားတဲ့သတင်းနာတစ်ခုဖြစ်ပါတယ်။ဩစတြေးလျဝန်ကြီးဌာနကကြီးမားတဲ့ COP31 ရာသီဥတု택시အစည်းအဝေးကိုပူးပေါင်းကျင်းပဖို့အစီအစဉ်ကိုတင်မှန်းကာကွယ်လိုက်ပါတယ်။ဒီဆုံးဖြတ်ချက်ကတန်တီးမှအငင်းပွားမှုကိုအဆုံးသတ်လိုက်ပြီးဩစတြေးလျက Pacific ဒေသကထိခိုက်ခံရတဲ့နိုင်ငံတွေအပေါ်ပုံမိုးအာရုံစိုက်တဲ့ရာသီဥတုနဲ့ပတ်သက်တဲ့အစီအစဉ်ကိုတွင်းအားပေးသွားမယ်ဆိုတာပြသပါတယ်။ဒါကဘာလို့အရေးကြီးတာလဲ။အိရှင်နိုင်ငံကကမ္ဘာအလုံးကအစီအစဉ်ကိုတတ်မှတ်ပါတယ်။အဲ့ဒီအစီအစဉ်ကကမ်းရိုးဒေသတွေအတွက်လျှက်စစ်ကာဝေးနဲ့ဆိုလာစွမ်းရည်လိုကိစ္စတွေအတွက်ပတ်ဝန်းကျင်စည်းကမ်းတွေနဲ့ထောက်ပံ့မှုတွေကိုတက်ရိုက်တက်ရောက်မှုရှိပါတယ်။ထိုင်းနဲ့မြန်မာမှာလည်းရေမျက်နှာပင်မြင့်လာမှုနဲ့ရာသီဥတုကိုလိုက်ချိုးပြအောင်လုပ်တာကရေရှည်ဘေးအန္တရာယ်ကင်းရှင်းမှုနဲ့စီမံကိန်းတွေဖျံဖို့အတွက်မရှိမထက်လိုအပ်ပါတယ်။စိတ်လိုက်ရ technology တွေအတွက်လည်းဈေးကွက်အသစ်တွေဖန်တီးပေးလိမ့်မယ်လို့ဆိုပါတယ်။ဒီတွေကနိုဝင်ဘာလ16ရက်နေ့အတွက်သတင်းတွေဖြစ်ပါတယ်။ဂျပန်နဲ့ထိုင်းမှာတတိထားရမယ့်အခြေအနေရွှေဈေးနှုန်းစံချိန်တက်သွားတာပြီးတော့ရာသီဥတုနဲ့ပတ်သက်တဲ့တန်တေးနာအစီအစဉ်အသစ်တွေဖြစ်ပါတယ်။မနီတော့ခပ်ကိုနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။